အလှအကျွေးနဲ့မလှပါနဲ့တသက်လုံးမှတ်ခဲ့ပါဘာလဲတော့အလှကိုအကျွေးနဲ့မလှပါနဲ့ဘယ်တော့မှအကျွေးနဲ့မလှနဲ့ဝတ္တလသုတ်တံမင်္ဂလသုတ်ဟောပြီးနောက်ရက်မှာဝတ္တလသုတ်ဟောတယ်လှမယ်လို့ပြောပြီးမလှတာလူယုတ်မာတယ်ဘုရားကပြောတာမင်္ဂလာကကြီးပွားကြောင်းကိုပြောတာဝတ္တလသုတ်တံကဆုတ်ယုတ်ကြောင်းကိုပြောတာလှမယ်လို့ပြောပြီးမလှတာအလှကျွေးတင်တာအဲ့ဒါဝတ္တလတဲ့အလှကိုအကျွေးနဲ့မလှပါနဲ့900လှနိုင်900လှ9ချက်လှနိုင်9ချက်လှမလုံးတဲ့အထဲမှာအကျွေးမရှာနေတဲ့ထဲမှာအလှကျွေးမထားနဲ့တိတ်အန်ရများတာတရားတရားကတော့မနေ့က1000လှမယ်ပြောတယ်ဒီနေ့ကျတော့ဒီဘုန်းကြီးသဘောမကျပါဘူး900လောက်လှရင်အဲ့မှာ900အကျွေးတင်သွားမလှဝဲနဲ့ကိုမပြောဘူးလေမပြောဘဲနေနေတာကြည့်တာမရှိဘူးအဲ့ဒါဘောအမြဲတမ်းသတိပေးခြင်းပါတယ်အားလုံးမှတ်ထားတာပါပါတယ်တော့အလှကိုအကျွေးနဲ့မလှနဲ့အကျွေးတင်ခံပြီးမလှနဲ့အဲ့ဒါအရေးကြီးတယ်ဟုတ်ပြီနော်ဒါကြောင့်ရလာတဲ့စည်းစိမ်ဥစ္စာတွေကဘလို့တဲ့တော့စာရင်စုဒီမှာအလုံးလုံးနေတဲ့သူပြောဒီလိုတော့ဘလို့စုမလဲအမြတ်မှာအများကြီးမရဘုံ10တန်းအောင်တော့ရန်ကုန်မှာ2000ခုနှစ်ကတွင်ကုန်သွားလို့တဲ့ဒီနေ့ပတ်စံ100ရ2000ခုနှစ်ကနော်ဒီနေ့ပတ်စံ100ရအဲ့ပတ်စံ100ဘုံအဲ့အလုံးမှာ3လလောက်ခဲ့တယ်မနက်သာမကြွေဘူးထမင်းတက်နဲ့ပဲကြွေတယ်ဒီနေ့ကို15နာရီလောက်လှုပ်လို့ရတယ်တွင်ကုန်လို့ဘုံ3လလောက်တာပတ်စံ9000စုမိတယ်ပေါက်စီတစ်လုံးဝယ်စားတယ်မနက်ပိုင်း30ပေးရတယ်80ပို့တယ်အဲ့80ကိုစုအဲ့ဒါစုရက်တဲ့အလေးချင်းကတော်တော်အရေးကြီးတယ်